မင်္ဂလာပါကျွန်တော်လည်းတော်တော်လေးကိုဗီဒီယိုတွေမလုပ်ဖြစ်ဘူးဒီတော့ဒီမှာတော်တော်မအားဘူးဖြစ်နေတယ်ဒီတစ်ခါကျွန်တော်ပြောပြမှရမှာပေါ့နော်တချင်းယူတဲ့ပိုင်းပေါ့ဟိုနေ့ကအမတယောက်က CM အောင်သွားပြီးတော့နောက်ရက်မှာသူဗီဒီယိုတင်တဲ့ချိန်မှာသူယူနေကြတဲ့ချင်းပုံစံတိုင်းပဲသူယူပြီးတင်တော့copyright sound တွေပြရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ယူတဲ့တချင်းကျွန်တော်ဘယ်နာကနေတချင်းတွေယူလဲကျွန်တော် Facebook ရော YouTube ရော TikTok ရောကျွန်တော်ဘယ်နာတချင်းယူသုံးလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်နေရာတော့ YouTube Studio ပေါ့နော်တကယ်လို့ YouTube Studio ကနေပြီးတော့မှ YouTube တက်တဲ့လူတွေရှိရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်မသုံးတတ်သေးဘူးကျွန်တော် tutorial လေးကြည့်ရှင်းနေဆိုလို့ရှိရင်တော့ဆက်ပြီးကြည့်မယ်ကျွန်တော်သုံးနေရလဲကြာပြီကျွန်တော်အများကြီးယူသုံးတာမဟုတ်ဘူးပေါ့ဒီထဲကနေတော့မှ3-4ပုတ်ကိုကျွန်တော်အမြဲတမ်းယူသုံးပါတယ်ကဲဒီတော့မလုပ်တတ်သေးတဲ့လူတွေကတော့ဒီဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်လိုက်ပါကျွန်တော်တခါလဲလုပ်ပြပေးတော့ပါမယ်ကျွန်တော် Android ဖုန်းကနေလုပ်ပြလိုက်မယ်နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Chrome browser တွေကိုဝင်လိုက်မယ်နော် Chrome browser တွေကိုရောက်ပြီဆိုလို့ရှိရင်ဒီ search bar ကနေပြီးတော့မှကျွန်တော်တို့ YT Studio ဆိုပြီးတော့တစ်ချက်ရိုက်လိုက်ပါ YT Studio ပေါ့နော်ဒါလေးကိုရိုက်ပြီးတော့ပြီဆိုလို့ရှိရင်ဒီနေရာလေးမှာ YT Studio ဆိုတာတွေ့ပါမယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါမယ်ဒီအဆင့်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ Gmail ရှိရမယ်နော် Gmail တစ်ခုခုပေါ့နော် Gmail နဲ့ password နဲ့မှတ်မိတဲ့ Gmail ပေါ့နော် sign in ဝင်ပြီးတော့ရင်ဒီနေရာ next ပေါ့နော် next နဲ့ sign in ဝင်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာလေးကိုတော့ကျွန်တော်တို့recovery phone တွေပါတွေထည့်ဖို့တွေပါတွေပြောတယ်ပေါ့နော်ကျွန်တော်ကတော့ cancel ပဲနှိပ်လိုက်မယ်လောလောဆယ်ပေါ့နော်ဒီ home address တွေပါတွေကလည်းမပြင်နေလဲရပါတယ်နော်ဒီနေရာလေးကိုတော့ကျွန်တော်က skip ပဲနှိပ်လိုက်မယ်နော်အရေးကြီးတာလေးပဲကျွန်တော်ပြတော့ပြမယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့က create channel ပေါ့နော် YT Studio မှာကျွန်တော်တို့က channel တခုဖွင့်ခိုင်းတာပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့ create channel ပေါ့နော် name change နဲ့ change တွေ့မယ်ကိုက YouTube ဘက်ကိုစိတ်ဝင်စားတယ်ဆိုဒါကတော့ပြဿနာမရှိဘူးလောလောဆယ်ကျွန်တော်ကတချင်းတော့ပဲပြပေးမှာဆိုတော့လေနော်အဲ့တော့ဒီနေရာကိုကျွန်တော် create channel ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီစင်းကိုရောက်ပြီဆိုလို့ရှိရင်သူကနေပြီးတော့မှကျွန်တော်တို့ဖုန်းထဲမှာ YouTube Studio app ပေါ့နော်အဲ့ app နဲ့ app ကို download အတွက်သူကပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကမလုပ်ဘူးဒီအောက်က continue to studio ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒါဆိုရင်သူကဒီပုံစံမျိုးဖြစ်သွားမယ်နော် okay ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဘာကိုရှာမလဲဆိုတော့တီးလုံးပုံစံလေးနဲ့ဟာလေးဒီဘယ်ဘက်တောင်းတာမှရှိတယ်ဇွန်းလေးကိုတစ်ချက်ဆွဲပြီးတော့ကြည့်ပေးနော်ဒီနေရာမှာတီးလုံးပုံစံလေးနဲ့ပေါ့နော်တချင်းပုံစံနဲ့ဟာလေးဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နော်နှိပ်လိုက်ရင်ဒီမှာတချင်းတွေအများကြီးကြာလာပြီပေါ့နော်ဒီထဲမှာတော်တော်များများတချင်းတွေက credit ပေးစရာမလိုဘဲနဲ့ကျွန်တော်တို့သုံးလို့ရတယ်ဆိုမှသူကတော့ဒါ YouTube channel အတွက်ကိုသူ့အနေနဲ့ပြောတာပေါ့နော်တို့ပေမဲ့ကျွန်တော် AI နဲ့မေးကြည့်တဲ့အခါမှာ YouTube ရော Facebook ရောနှစ်ခုလုံးအတွက်ကိုကျွန်တော်တီးလုံးမပြောင်းခြင်းဘူးပေါ့နော်မပြောင်းခြင်းတာဖြစ်တဲ့အတွက်သုံးလို့ရမယ့်ဟာလေးကိုအလွယ်ကူဆုံးသုံးလို့ရမယ့်ဟာလေးကိုပြောပြပါဆိုတော့ကျွန်တော်ဒီဟာလေးစမ်းသုံးခဲ့တာကြာပြီကျွန်တော်အများကြီးသုံးတာလည်းမဟုတ်ကျွန်တော်ကြိုက်တဲ့ဒီ background sound 3-4-5ခုလောက်ပေါ့နော်3-4-5ခုလောက်ကိုကျွန်တော်အမြဲတမ်းသုံးဖြစ်တယ်ပေါ့နော်ခုချိန်ဒီလဲ monetization နဲ့ပတ်သက်ပြီးကျွန်တော်ဒီ Facebook မှာဒီတခြင်းနဲ့ပတ်သက်ပြီးတော့လာညှိတာမျိုးတွေလည်းမရှိခဲ့ဘူးပေါ့နော်သူကတော့အကြံပေးတာကတော့ဒီတခြင်းတစ်ပုတ်လုံးကိုယူသုံးတာတဲ့ဒီလိုနောက်ခံစကားပြောတာဖြစ်ဖြစ်ဒါမျိုးကိုသူကတော့ပို့ပြီးတော့အကြံပေးတယ်တို့ပေမဲ့ကျွန်တော်တချို့ဗီဒီယိုတွေမှာနောက်ခံစကားပြောမပါဘဲနဲ့တချင်းကြီးပဲတုံးတာမျိုးလည်းရှိတယ်ပေါ့နော်တချင်းဆိုတဲ့နေရာမှာဟိုတီးလုံးလေးတွေပေါ့နော်ဟိုလို chill sound လေးတွေဒါမျိုးလေးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကတချင်းကိုဘယ်လိုရှာလို့ရမလဲကိုကြိုက်တဲ့တချင်းကိုကျွန်တော်ဒီအပေါ်ဆုံးသားလေးက search bar လေးကိုတွားလိုက်နော် search bar လေးကိုတွားပြီးတော့လို့ရှိရင်ဒီနေရာမှာကိုလိုချင်တဲ့ move ပေါ့နော်ကိုအနေနဲ့ one နေတာလိုချင်လားပျော်ရွှင်တာလိုချင်လားဒီနေရာလေးမှာကျွန်တော်တို့ကတွားရှာလို့ရတယ်ဥမာ set ပေါ့ဗျာကျွန်တော်ဒီမှာရှာကြည့်လိုက် one နေတဲ့ vibe လေးပေါ့နော်ဒါဆိုရင်ဒီနေရာမှာဒီ move နဲ့ပတ်သက်တာလေးတွေအကုန်လုံးကြာလာပြီပေါ့နော်ကြာလာပြီဆိုရင်ကျွန်တော်တို့ကဒီဘေးက play button လေးကိုလည်းနှိပ်ပြီးတော့အားထောင်ကြည့်လို့ရတယ်ကိုကြိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ download ပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီအောက်မှာ play button လေးရှိတယ်အဲကောင်လေးကို
နှိပ်ပြီးတော့နားထောင်ကြည့်လို့ရမယ်ပြင်ကြိုက်ပြီးဆိုဒီညာဘက်ကများလေးပေါ့နော် download ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက် download ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်သူတစ်ချင်းကိုကျွန်တော်တို့ရဲ့ဖုန်းထဲကိုတူးနေနဲ့ down မိနေပြီပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာ open ဆိုတာလေးပေါ်လာပြီပေါ့နော်open လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီပုံစံမျိုးလေးပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာလေးကိုအလွယ်မှတ်မိအောင်လို့တခါတည်းကိုယ်အနေနဲ့နာမည်ပေးထားလို့ရမယ်ပေါ့နော် file ထဲမှာဒီညာဘက်တောင်းကအဆက်လေး30ကိုတစ်ချက်နှိပ်လိုက်ပြင်ဒီနေရာမှာ rename ဆိုတဲ့ဟာလေးတွေ့လိမ့်မယ်နော်rename ဆိုတာလေးနှိပ်ပြီးတော့ကိုယ်အနေနဲ့အလွယ်တကူပေါ့ဗျာကျွန်တော်နာမည်လေးပေးထားလိုက်မယ်နော်ဒီချင်းက copyright လုပ်တဲ့ချင်းဆိုကိုယ်အနေနဲ့သိအောင်လို့ဒါလေးကိုကျွန်တော်ပေးထားလိုက်မယ်ပေါ့ဗျာကဲဒါဆိုရင်တော့တချင်းဘယ်လိုရှာမလဲသိပြီပေါ့နော်ကဲဒါလို့ဆိုလို့ရှိရင်တချင်းတွေဘယ်ကယူသုံးရမလဲဆိုတာသိပါလိမ့်မယ်နော် website တွေအများကြီးရှိပါတယ်ကြိုက်တဲ့နေရာယူသုံးပါဒါကတော့ကျွန်တော်ယူသုံးတဲ့နေရာလေးကိုကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးခြင်းဖြစ်ပါတယ် okay ဒီလောက်ပါပဲ